အမျိုးသားတယောက်ဟာအဖွားအိုတို့မှာငားမီးရှိနေတာကိုသတိထားမိသွားပါတယ်သူကအနားကိုကတ်သွားပြီးအဖွားအိုရဲ့စကတ်ကိုမလန်လိုက်တဲ့အတွက်စူပူချိန်မောင်းခံလိုက်ရပါတယ်ခဏကြာမှပဲမိုက်ရဲ့နောက်ကနေတယောက်ကလန့်ခေါ်လိုက်တယ်အဲ့ဒါကတော့စကားပြောတတ်တဲ့ငားတကောင်ထင်းနေပြီးမိုက်ကိုဒုဖတ်ရောက်တော့မယ်လို့လှောင်ပြောင်ဖောက်ဆိုထဲတာပါဒါကြောင့်မိုက်လည်းကန်ချမာကိုသိချင်တာနဲ့ဘေဒင်ဆရာမစီတွားခဲ့တယ်ဒါပေမဲ့ဘေဒင်ဆရာမရဲ့မော်အစွမ်းတွေကရုတ်တရက်အလုံးမလုံးတော့ပဲဖြစ်သွားပါတယ်မိုက်ကသာဇွန်းတစ်ချောင်းကိုမတ်တက်ရအောင်လုပ်ပြနိုင်ခဲ့တာပါအဲ့ဒါကိုမြင်ပြီးဘေဒင်ဆရာမကအံ့ဩသွားပြီးမိုက်ဟာနတ်တော်ဖြစ်လာမယ်ကန်ပါလာတူလို့ဟောကိုင်းထုတ်လိုက်ပါတော့တယ်လူမိုက်ခိုင်းခေါင်းဆောင်တယောက်ဖြစ်တဲ့မိုက်ကဒါကိုလုံးဝမယုံပဲထွက်သွားခဲ့တယ်ဒါပေမဲ့ထူးဆန်းတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်သူအကျွေးသွားတောင်းတဲ့အခါလက်တွေကတုံရင်နေပြီးမရက်တတ်နိုင်ဖြစ်နေတယ်လမ်းပေါ်ထွက်လိုက်တဲ့အခါမှာလေသတင်းစာတွေကသူ့နောက်ကိုတကောက်ကောက်လိုက်လံတိုက်ခတ်နေခဲ့တယ်သူစေးရုံမှာစစ်ဆေးမှုတွေတွားလုပ်ပေမဲ့အားလုံးပုံမှန်ပဲဖြစ်နေတာကြောင့်ဘေဒင်ဆီယာမစီကိုပြန်သွားခဲ့ရပါတယ်ဆီယာမကမိုက်ရဲ့လက်ကအမရွတ်ကြောင်ကန်ချမလမ်းကြောင်ပြောင်းလဲသွားတာဖြစ်ပြီးအသက်ရှင်ဖို့အတွက်နတ်ကတော့လှုပ်ဖို့ပဲလမ်းရှိတော့တယ်လို့ပြောပြခဲ့ပါတယ်ဒါကိုချားပြီးတာတော့မိုက်ကငင်းဆန်နေတော့ပဲဒါပေမဲ့အိမ်ပြန်လမ်းမှာသူ့ကားကယထာတန်လမ်းပေါ်မှာရုတ်တရက်ဆက်ရက်သွားတယ်ယထာကနီးကပ်လာချိန်မှာကားဆက်ပြန်နိုးလာပေမဲ့နောက်ကနေတိုက်မိပြီးထိမ့်မရပဲလဲထွက်သွားခဲ့တယ်မိုက်ခါတန်ပိုက်တစ်ခုနဲ့စိုက်ပြီးတော့မှအချိန်ကြီးကနေတီတီလေးလွတ်မြောက်ခဲ့ရပြီးတော်တော်လေးတုံ့လို့သွားခဲ့ပါတယ်နောက်ဆုံးမှာတော့မိုက်တယောက်နတ်ကတော့ပွဲလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ပထမတော့သူ့ကိုယ်သူရဲစရာကြီးလို့ခံစားရပေမဲ့နောက်ပိုင်းမှာတော့စိတ်ထဲတကယ်ရောက်သွားခဲ့တယ်ရုတ်တရက်ပလင်းထန်နဲ့လေတွေတိုက်ခတ်လာပြီးနှစ်ဖျားတစ်ပါးကသူ့ကိုလမ်းပြနေတယ်လို့ခံစားလိုက်ရတယ်သူကနေရန်တစ်ခုကိုကြော်တက်ကြောက်တုံးတစ်ခုကိုရွှေ့လိုက်တဲ့အခါစီးလဲပါတဲ့လဲဆွဲတစ်ခုကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးမိုက်ခါနာမည်ကြီးသွားပါတော့တယ်လူတွေကသူတို့ရဲ့အနာဂတ်ကိုကြည့်ဖို့မိုက်ရှိမှတန်းစီနေကြရတယ်ပြိုင်ဘက်နတ်တကော်တရန်ကသူ့ကိုလာရောက်စမ်းတက်ဖို့ကြိုးစားခဲ့သေးတယ်သူမကမိုက်ကိုသူမရဲ့ကလေးအကြောင်းပြီးရင်ဟောခိုင်းပြီးမြင်မိုက်ကသူမရဲ့လက်ကွက်ကိုရိတ်မိသွားတယ်မင်းမအိမ်တော်လည်းမရှိဘူးကလေးလည်းမရှိဘူးငါ့ကိုလာစမ်းတက်လာလို့လူရှိမှဖော်ထုတ်လိုက်တဲ့အတွက်အမျိုးသမီးကစကားမပြောနိုင်ပဲဖြစ်သွားပြီးလူတွေကလည်းမိုက်ရဲ့အစွမ်းကိုပိုးပြီးယုံကြည်သွားကြတယ်သတင်းတော်တွေပါရောက်လာပြီးအင်တာဗျူးရတဲ့အထိမိုက်တယောက်နာမည်ကြီးသွားပါတော့တယ်